Hello, alo mấy mình làm hả? Chế rồi chế ye tao lại nên đi rồi chỗ ai mà nó tại vì mẹ thì nên chế rồi vào respiration trong mi hú chế nhà bị còn mà có bị nó ấy rồi chế rồi respiration tụi mình chỉ ventilation can be one and chế rồi respiration can do sala đấy khám phá thì chế rồi mà chapter 12 po respiration ရရှိအဲ့တော့ဒါလေးကကျတော့ခြေတို့က revision guides လေးနဲ့ရှင်းပြမှာ revision guide လေးနဲ့တမျိုးနားထောင်နေတဲ့ခါကျလို့ရှင်ပို့ပြီးတော့အာအာကျုံသွားတယ်ပေါ့နော်စာလေးတွေပို့ပြီးတော့မချုံသွားသလိုလည်းဖြစ်တယ်ပြီးသွားတဲ့ခါကျလို့ရှိရင်အဲ့ဒီ respiration အခန်းမှာဘယ်ဟာကအရေးကြီးတယ်ဘယ် key point လေးတွေကိုတမျိုးကြည့်တာလဲဆိုတော့ချက်ဒီမှာရှင်းပြပေးပါမယ်ဟုတ်ပြီနော်အဲ့တော့ကြည့်ကြရအောင်ခြေတို့ရဲ့ chapter 12မှာ respiration အကြောင်းလေးခြေတို့သိရဟုတ်ပြီနော်အဲ့ respiration အကြောင်းလေးကဘာလေးလဲပေါ့ respiration ဆိုလို့ရှိရင်တချို့တို့ကအမြဲတမ်းနှစ်မျိုးခွဲကြတယ်ဟုတ်တယ်နော် aerobic respiration နဲ့ anaerobic respiration ဆိုလို့ခြေတို့ခွဲကြတယ်ဟုတ်ပြီတချို့တို့ရဲ့ aerobic respiration ကအောက်ဆီဂျင်ပါတာဟုတ်ပြီနော်ဒါပေမဲ့ anaerobic respiration မှာကျတော့အောက်ဆီဂျင်မပါတာဟုတ်ပြီနော်ဒီထိနားလည်ကြမယ်နော်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီခြေတို့တွေက key objective list တွေကိုပေးထားတယ်ဒါပေမဲ့ဒါကိုသားတို့မျိုးအကုန်လုံးကြည့်စရာမလိုဘူးဒီခြေတို့တွေအဓိကကြည့်ရမှာကဘယ် chapter မှာပဲဖြစ်ဖြစ်သူ့ရဲ့ key terms လေးတွေဟုတ်ပြီနော် key terms mean ဒီခြေတို့ရဲ့ definition လေးတွေပါအခုက syllabus update လေးတွေလည်းဖြစ်သွားတော့မမေးဘူးလို့ခြေတို့ပြောလို့မရဘူးအဲ့ဒါကြောင့်ဟုတ်ပြီနော်အဲ့တော့ခြေပြပြမယ်ဒီခြေတို့ကလွယ်လွယ်လေးမှတ်ထားမယ်ဆိုရင် aerobic respiration သည်အောက်ဆီဂျင်မှာဖြစ်တဲ့အောက်ဆီဂျင်ပါတယ်ပေါ့နော် anaerobic respiration သည်အောက်ဆီဂျင်မပါအဲ့တော့ဒီချက်တစ်ခါလေးပြပြလိုက်အောင် aerobic respiration မှာကဖြစ်လို့ရှိရင် aerobic respiration မှာကဒီချက်တို့ကဘယ်မှာသွားဖြစ်လဲဆိုရင် mitochondria မှာဖြစ်တယ်ဟုတ်ပြီနော် anaerobic respiration ချင်းကကြတော့ဘယ်မှာဖြစ်လဲဆိုရင် cytoplasm မှာဖြစ်ပါတယ်ပြီးရင်သူ့ရဲ့ definition လေးတွေကိုသမီးတို့ရထားဖို့လိုအပ်ပါတယ်ဘယ်ဟာမေးလာလို့ဆိုတော့ခြေတို့မသိရဲ့အတွက်မမှတ်နိုင်ဘူးဆိုလို့ရှိရင်စောင့်ထဲမှာခြာရေးပါဟုတ်ပြီနော်ကြည့်အောင်aerobic respiration definition လေးပေါ့ဘာလေးလဲပေါ့ the chemical reaction in cell that use oxygen တချို့ပြောခဲ့တယ်သူတို့ရဲ့ဒီ oxygen ကိုအသုံးပြုပါတယ်ဘာကြောင့် oxygen ကိုအသုံးပြုတာလဲဆိုလို့ရှိရင် to break down သူဖြိုခွဲဖို့ဘာတွေကိုဖြိုခွဲချင်တာလဲတစ်ချက်ဆိုရင် nutrient molecules တွေကိုဖြိုခွဲတယ်ပြီးသွားလို့ရှိရင် energy တွေကို release ပြန်ပြီးတော့မှထုတ်ပေးဖို့ပါတဲ့ဟုတ်ပြီနော်ပြီးနောက်တစ်ခု anaerobic respiration the chemical reaction in cells that break down nutrient molecules တွေကိုပဲသူက break down လုပ်တယ်ဘာအတွက်လဲဆိုလို့ရှိရင် energy တွေပြန်ပြီးတော့မှ release လုပ်ပေးဖို့ဒါပေမဲ့ anaerobic respiration ဒီ without using oxygen ဒီထိနားလည်မယ်လို့ချက်ပြောလိုက်ပါတယ်ပြီးသွားတဲ့ခါကျရင်ကျတော့အခုမှ respiration လေးကိုအကျယ်တပွင့်လေးစကြမှာပေါ့နော်ဟုတ်ပြီနော်ဒီ revision guide လေးကတော့ကျယ်တို့ရဲ့ biology ဆရာအိမ်မှာဆိုအရန်ကိုအသုံးဝင်တဲ့ဟာလေးဖြစ်တယ်ဖြစ်နိုင်အောင်ရှင်သမီးတို့ PDF file လေးတွေရှာလို့ရတယ်ပေါ့နော်အဲ့ဒီမှာတွားပြီးတော့မှကြည်ပါအကုန်လုံးပါပြီးသားပါအဲ့တော့ကြည့်အောင်ဒီကျယ်တို့တွေကသမီးတို့မေးမယ် respiration ကဘာလို့တာလဲပေါ့ဟုတ်ပြီနော် respiration ကဘာလို့တာလဲဆိုရင်ကျယ်တို့ပုံမှန်သိတာက respiration ကအသက်ရှူဟုတ်လား respiration ပုံမှန်ဆိုကျယ်တို့အသက်ရှူတာပါဒါပေမဲ့နောက်တစ်မျိုးတစ်ချက်တော့ဘယ်လိုမျိုးသိလို့ရပြီလဲဆိုတော့ respiration ကအသက်ရှူတာမှန်တယ်နောက်တစ်မျိုးတစ်ချက်တော့ဘာလဲဆိုလို့ရှိရင်သူဒီ energy တွေကို release လုပ်ပေးတာမှတ်ထားမယ်နော်ဒီချက်တော့ respiration ဒီ energy တွေကို release လုပ်ပေးတာမဟုတ်လို့ရှိရင်သူဒီအသက်ရှူတာဒါပေမဲ့များသောအားဖြင့် respiration ဖြစ်ဖြစ်ဆိုလို့ရှိရင် release energy ပါဟုတ်ပြီနော်ပြီးနောက်တစ်ခုကြည့်ကြမယ်ချက်တော့ most of the process taking in cells in the body need to energy to make them happen ဟုတ်ပြီနော်ဒီချက်တော့အသက်ရှူလိုက်တဲ့ခါကျတော့ဒီချက်ခန္ဓာကိုယ်ထဲမှာ energy တွေရတယ်ထိုင်နေနေတော့မှ energy တွေကုန်ဆုံးနေတဲ့ချိန်မျိုးတွေရှိတယ်ကွာဟုတ်ပြီလားဒီချက် respiration ဖြစ်တာဒီအဲ့ဒီ energy တွေကို release လုပ်ပေးတာပါပြီးသွားတဲ့ခါကျတော့သူတို့တွေက examples of energy consuming process in living organisms တွေကိုပေးထားတယ်ဘယ်လိုနေရာတွေမှာ respiration ဖြစ်တာလဲပေါ့ဒါလေးကအရေးကြီးတယ်နော်ဟုတ်ပြီနော်ဘယ်လိုနေရာတွေမှာ respiration ဖြစ်တာလဲဆိုရင်ချက်အခုပြောပြမယ်ပထမအဦးဆုံးတစ်ချက် the contraction of muscles ဟုတ်ပြီနော်ဒီချက်တော့ muscle cells တွေ contract လုပ်တယ်ရွေ့လျားတယ်လက်မောင်းလေးကျုံလိုက်ဆန်းလိုက်လုပ်တာပဲဖြစ်ဖြစ်ဒီချက်တော့လမ်းလျှောက်လိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုး muscles တွေ movement လုပ်ပြီးဆိုရင် respiration ဖြစ်စဉ်ဖြစ်တယ်ပြီးွားရင်နောက်တစ်ခု synthetic
building up of protein from amino acid တချို့ protein synthesis တွေ protein လုပ်ကြတယ်ဆိုလို့ရှိရင်လည်း respiration ကိုအသုံးပြုပါတယ်တဲ့နောက်တစ်ခု cell division တွေလုပ်တာ cells တွေကိုကွဲသွားတာ cells တွေအဆင့်ဆင့်ဖြာကွဲသွားတဲ့အချိန်မှာလည်းတချို့တွေက respiration ကိုအသုံးပြုတယ်ဟုတ်ပြီနော်ဘာလို့ cell division တွေမှာ respiration ကိုအသုံးပြုတာလဲဆိုရင်တဲ့ to create more cells တချို့တွေ cells တွေအများကြီးကိုဖွဲ့စည်းဖို့ဒါမှမဟုတ်ပျက်စီးသွားတဲ့ cells လေးတွေကိုတချို့တို့က replace ပြန်ပြီးတော့မှအစားထိုးဖို့အဲ့လိုမျိုးအချိန်တွေမှာတချို့တို့ရဲ့ respiration လေးကိုအသုံးပြုရတယ်ပြီးသွားရင်တချို့တို့ to make reproductive cells တချို့တို့မျိုးပွားမဲ့ reproductive cells တွေမှာဆိုလို့ရှိရင်လည်းတချို့တို့ respiration ကိုအသုံးပြုကြတယ်တဲ့နောက်တစ်ခုကြည့်အောင်ဘယ်လိုနေရာမှာ respiration အသုံးပြုပြီးလဲပေါ့ဟုတ်ပြီနော်တချို့တို့ရဲ့ active transport process တွေမှာတချို့တို့ရေတွေကိုပို့ဆောင်တဲ့ process နှမျိုးရှိတယ် osmosis and active transport diffusion နည်းလည်းရှိသေးတယ် diffusion special flight ကတချို့တို့ osmosis ပါဟုတ်တယ်နော်အဲ့ဒီမှာဆိုရင်သူရဲ့ active transport လေးပေါ့အဲ့ဒီ active transport လေးနေရာမှာလည်းတချို့က respiration ကို process ကိုအသုံးပြုอ่ะဘာကြောင့်လဲဆိုရင် involving the movement of molecules across the cell membrane against a concentration gradient တော့တချို့တို့က active transport ဆိုရင်သိပြီးသားအမြဲတမ်း concentration gradient က against ဖြစ်မယ်တချို့တို့ active transport နဲ့ပို့ပြီးဆိုရင် minerals တွေပါမယ် molecules တွေပါမယ်ဟုတ်ပြီနော်အဲ့လိုမျိုးအချိန်မှာလဲ respiration လေးကိုအသုံးပြုတယ်တဲ့ဟုတ်ပြီနော်နောက်တစ်ခုကြည့်အောင် grow of an organism တချို့တို့ organism တွေ grow ဖြစ်ဖို့အတွက်တချို့တို့ new source တွေရဖို့အတွက်ခန္ဓာကိုယ်မှာသေးသေးလေးရနေအကောင်သေးသေးလေးရနေမှာအကြီးဖြစ်ချင်တဲ့အခါကျရင်များများစားပြရအဲ့လိုအခါမှာတချို့တို့ခန္ဓာကိုယ်ဖွင့်ထွားတာကပို့ပြီးတော့မှမြန်မှာပေါ့နော်တချို့တို့အာဟာရပြည့်တော့မှတချို့တို့ခန္ဓာကိုယ်ကပို့ပြီးတော့မှကြီးထွားတာမြန်မှာအဲ့လိုမျိုးအချိန်မှာလည်းတချို့တို့ respiration ကိုအသုံးပြုတယ်တဲ့သူပြောထားတယ်ပြီးလို့ရှိရင် conduction of electrical impulses by nerve cells တချို့တို့ nerve cells လေးတွေတချို့တို့လူမှာရှိတဲ့ nerve cells လေးတွေကတစ်ခုနဲ့တစ်ခုသွားပြီးတော့မှ information ပို့တဲ့အချိန်မှာလည်းတချို့တို့တွေက respiration လေးတွေကိုအသုံးပြုဟုတ်ပြီနော်စုစုပေါင်းဘယ်နှချက်ရှိလဲချက်ပြီးပြင်ပြမယ်ပြီးလို့ရှိရင် maintaining a constant body temperature in a one plant or animals အဲ့တော့တချို့တို့ဒါလေးကိုအခုဆက်လုံးပြောပြမယ်တချို့တို့သွေးနွေးသတ္တဝါတွေ mammals တွေမှာသူ့ရဲ့ body temperature ဒီ constant ဖြစ်ပြီးတော့တချို့တို့သွေးအေးသတ္တဝါတွေမှာကြာတော့သူတို့ရဲ့ temperature တွေ variable ဖြစ်မယ်မှတ်ထားမယ်နော်အဲ့ဒါလေးမှတ်ထားပါမယ်အရေးကြီးပါတယ်ချက်ပြန်ပြောပြမယ်တချို့တို့ရဲ့ constant temperature ရှိတဲ့ one platter animals တွေမှာကြာတော့သူ့ရဲ့ body temperature ဒီ constant ဖြစ်သွားပြီးတော့တချို့တို့ရဲ့သွေးအေးသတ္တဝါတွေမှာရှိတဲ့ body temperature ကကြာတော့ variable ဖြစ်မယ်ဟုတ်ပြီနော်ဒါအောင်တချို့တို့နောက်ခန်းတွေမှာလုံးဝအသေးစိတ်သင်ရလိမ့်မယ်အဲ့တော့ chapter 14မှာရှိတယ်တို့ chapter 3မှာရှိတယ်လို့ဖော်ပြထားတာပေါ့နော်ပြီးနောက်တစ်ခုကြည့်အောင် to make sure the vital chemical reaction continue at a steady rate even when their surrounding temperature varies သူတို့ရဲ့ temperature တွေ differences ဖြစ်နေရင်တောင်မှတဲ့ body temperature လေးကတော့ constant ဖြစ်နေတာပါပဲတဲ့သူကပြောထားတာအဲ့လိုလေဟုတ်ပြီနော်နောက်တစ်ခုကြည့်အောင်ကျတော့ဒါလေးကအားလုံးစုစုပေါင်း respiration ဖြစ်တဲ့နေရာတွေဘယ်နှနေရာတောင်ရှိလဲဆိုရင်1 2 3 4 5 6 9အားလုံးပေါင်း7အဲ့လိုနေရာတွေမှာဒီချေတော့အကုန်လုံး respiration ဖြစ်ပါတယ်တဲ့ဟုတ်ပြီနော်နောက်တစ်ခုလေးချေတော့ဆက်ကြည့်ကြမယ်ဒါလေးဖြတ်လိုက်မယ်နော်ဒါလေးတော့အရေးကြီးရနော်သိထားကြမယ်အကုန်လုံးပြီးနောက်တစ်ခုဆက်ကြည့်အောင်နောက်တစ်ခုမှာသူဗာပြောထားလဲဆိုရင်အဲ့ဒီ energy တွေက come from food the cell taking ဟုတ်ပြီနော်ဒီချေတို့တွေကအစာစားမှ energy ဆိုတာရမှာအဲ့ဒါလေးချက်ခုနကတော့ပြောခဲ့တယ်များစားမှခန္ဓာကိုယ်ကကြီးထွားနိုင်မှာဘာကြောင့်လဲဆိုရင် energy တွေရမယ်ဒီလိုများစားတဲ့ခါကျလို့ရှိရင် cells တွေ new cells တွေတချို့တို့ developing ဖြစ်လာမယ်အဲ့ခါကျရင်ဒီချေတို့တွေကဘာဖြစ်လဲဆိုလို့ရှိရင်ခန္ဓာကိုယ်ပို့ပြီးတော့မှကြီးထွားတဲ့နှုန်းပို့ပြီးမြဲလာအဲ့ဒီ food တွေထဲမှာအစားအစာတွေထဲမှာ use for energy အဲ့ဒီအစားအစာတွေထဲမှာတချို့တို့ glucose ဆိုတာပါတချို့တို့သရေစာပဲဖြစ်ဖြစ်ကိတ်မုတ်တွေပဲဖြစ်ဖြစ်ဟုတ်လားအဲ့လိုနေရာတွေမှာတချို့တို့စံမာတောင်မှ carbohydrate နဲ့တချို့တို့ glucose ဆိုတဲ့ဟာပေါအောင်မှာပဲဟုတ်ပြီနော်အဲ့ဒါကြောင့်တချို့တို့တွေကglucose ကိုတချို့တို့က energy stores အနေနဲ့အသုံးပြုတာအဲ့တော့တချို့ပြောပြမယ်လူတွေမှာကတချို့တို့တွေ energy store ကို
glycogen အနေနဲ့ပြောင်းပြီးတော့မှသိမ်းတယ်ဒါပေမဲ့အပင်နေမှာက energy ကို store လုပ်ဖို့အတွက် starch အနေနဲ့ပြောင်းပြီးတော့မှသိမ်းတယ် differences เนาะအဲ့နှစ်ခုလုံးဝမတူဘူးเนาะ plus ဆဲမှာကတချယ်တို့တွေက energy တွေကို store လုပ်ဖို့အတွက် starch အနေနဲ့သိမ်းတယ် animal cells မှာကကျတော့တချယ်တို့က energy တွေကို store လုပ်ဖို့အတွက် glycogen အနေနဲ့ပြောင်းသိမ်းတယ် glycogen ဘယ်ကနေဖြစ်လာတာလဲဆိုရင် glucose တွေအများကြီးချိန်နေ glycogen ဆိုတာလေးဖြစ်လာဟုတ်ပြီเนาะကြည့်အောင်ဒီမှာသူပြောတာဟုတ်လားပေါ့တချယ်ပြောတာလေအဲ့ဒီ food တွေအစားအစာတွေထဲမှာ mainly used for energy ကိုအဓိကအနေနဲ့ထားသုံးတာက glucose ပဲဖြစ်ပါတယ်တဲ့ဟုတ်ပြီနော်တချို့တော့ဘယ်ဟာကိုမှမကြည့်နဲ့ကွာတချို့တော့ photosynthesis ရဲ့ equation ကိုပဲကြည့်လိုက်ဘာနဲ့ပြန်ထွက်လဲဟုတ်တယ်မလားအဲ့ဒါလေးနဲ့တချို့တို့သိလိုက်ပြီးရင်အဲ့ photosynthesis energy ပြီးသွားတဲ့အနောက်မှာတချို့တို့က energy ဆိုတာကြီးပဲတချို့တို့ထွက်တာဟုတ်ပြီနော် energy ဆိုတဲ့ဟာမှာထွက်တယ်အဲ့ဒါလေးကတချို့တို့က equation ရေးလို့ရှိရင်တော့ release energy ဆိုတော့ထည့်မရေးပေးဘူးဒါပေမဲ့သူ့ရဲ့ product မှာထွက်တဲ့ product နှစ်မျိုးအပြင် energy ပါထွက်တယ်ဆိုတာသမီးတို့သားတော့အကုန်လုံးသိတာဟုတ်ပြီနော်ပြီးသွားတဲ့ခါကျလို့ရ respiration က release the energy ကိုပြန်ပြီးတော့မှသူကထုတ်ပြီးတယ်တဲ့အဲ့တော့ခြေက photosynthesis equation တွေကခြေတို့ပြီးသားကွာဟုတ်တယ်နော်ပြီးတဲ့ခါကျလို့ရှိရင် respiration is a chemical process that take place in cells and involve the action of enzymes ဒီကျတော့ enzyme တွေမှာလေ respiration ဖြစ်စဉ်တွေကပါဝင်တယ်ဒါပေမဲ့ do not confuse it with breathing ဒီကျတော့ breathing အသက်ရှူတဲ့ဟာနေတော့သွားပြီးတော့မှ confuse တွေသွားမဖြစ်နဲ့တဲ့ the physical process of ventilating the lungs to obtain oxygen and remove carbon dioxide ဒီကျတော့ breathing မှာကကြတော့ဒီကျတော့ respiration ကအသက်ရှူတာဟုတ်ပြီနော်အသက်ရှူတာဒါပေမဲ့တချို့တော့အခြားနေရာတွေမှာအဲ့အသက်ရှူတဲ့ကဏ္ဍကလွဲရင်ကျန်တဲ့နေရာတွေမှာ respiration တွေ releases energy တွေကိုထုတ်ပြီးတာဟုတ်ပြီနော်တချို့တော့အသက်ရှူတဲ့နေရာမှာက oxygen ကိုရှူတယ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုပြန်ပြီးတော့မှထုတ်ပေးတယ်နောက်တစ်မျိုး respiration မှာသူ့ရဲ့ meanings ရှိတယ် releasing energy ဆိုတာသိတာပါဒါလေးကိုသမီးတို့နားလည်မယ်လို့ထင်တယ်နောက်တစ်ခုကြည့်အောင်တချို့တို့တွေက the effect of temperature on yeast respiration ဒီတစ်ခါ yeast နော်ဒီတစ်ခါ yeast ရဲ့ respiration မှာရှိတဲ့ temperature လေးကိုတချို့တို့ကသိချင်တာဒါလေးတော့သူက apprentice ပြတာမလို့ဒီစာလေးကိုမဖတ်ပြတော့ဘူးဒါလေးက apprentice လေးပြထားတယ်ဒါပေမဲ့စက်ကြည့်ကြရအောင်တချို့တို့ဒီ experimental လေးကိုဘယ်လိုမျိုးစမ်းကြမလဲပေါ့ဟုတ်ပြီနော်အဲ့တော့ကြည့်အောင်တချို့တော့အရင်ဆုံး water bag လေးတစ်ခုယူတယ်ဘာကြောင့် water bag ကိုယူရတာလဲဆိုရင် to control the temperature ဒါလေးရေးကြည့်ပါတယ်ဘာကြောင့်လဲဆိုရင်တချို့တို့ paper စစ်မှာအမြဲတမ်းမေးပါတယ် water bag ကိုဘာကြောင့်အသုံးပြုရလဲဆိုလို့ရှိရင် temperature တွေကို control လုပ်ချင်လို့ပြီးသွားရင်တချို့တို့ကဘာလေးယူအောင်မလဲ gas range လေးတစ်ခုကိုယူမယ်ဘာကြောင့်တချို့တို့ gas range ကိုအသုံးပြုရလဲဆိုလို့ရှိရင် collect the carbon dioxide ဒါမှမဟုတ်တချို့တို့ paper စစ်မှာမေးလာတယ် gas range ကိုဘာကြောင့်အသုံးပြုရလဲဆိုလို့ရှိရင် gas တွေကို collect လုပ်ချင်လို့ဖြေတယ်ဟုတ်ပြီနော် the gas range collect the carbon dioxide produce as yeast respire over a chosen amount of time ဟုတ်ပြီနော်တချို့တို့တွေအချိန်တိုင်းမှာထွက်လာတဲ့ gas particles လေးတွေကို collect လုပ်ချင်ရင်တချို့တို့ရဲ့ gas range ကြီးကိုအသုံးပြုရပါတယ်ဟုတ်ပြီနော်ဒါလေးပေါ့ gas range ကြီးကိုအသုံးပြုရတယ်နောက်တစ်ခုကြည့်ကြမယ်တချို့တို့ပြီးသွားလို့ရှိရင် accurate result ကိုလိုချင်တယ်ကွာအတိအကျ result ကိုလိုချင်လို့ရှိရင်တချို့တို့တွေကမတူညီတဲ့ temperature တွေနဲ့ repeat အမြဲတမ်းထပ်ခါလုပ်ပြရဟုတ်ပြီနော်တချို့တို့ရဲ့ဒီ accurate result ကိုလိုချင်လို့ရှိရင် repeat လုပ်ပြရဘယ်လိုမျိုး repeat လုပ်ပြရမလဲဆိုရင် different temperature မတူညီတဲ့ temperature တွေနဲ့ at least 5 times ဒါမှမဟုတ်4 times အဲ့လောက်တချို့တို့လုပ်ပြရမယ်အဲ့တော့မှတချို့တို့က accurate result ကိုရမှာပဲဖြစ်ပါတယ်ပြီးတော့တစ်ခုဆက်ကြည့်အောင်တချို့တို့တွေကတကယ်လို့ temperature များလာပြီဆိုလို့ရှိရင်တဲ့ carbon dioxide တွေကလည်း also produce increase ဟုတ်ပြီနော်ပြန်ပြောပြမယ်တချို့တို့ temperature တွေများလာပြီဆိုလို့ရှိရင် volume of carbon dioxide produce တွေကလည်းပိုပြီးတော့မှ increase ဖြစ်လာမယ်သူတို့နှစ်ခုသည် directly proportional ဖြစ်ပါတယ်ပြီးွားလို့ရှိရင်သူတို့ရဲ့ optimal temperature ကအနည်းဆုံးဘယ်လောက်မှရှိရမလဲဆိုရင် yeast မှာအမြဲတမ်းမှတ်ထားမယ်ဒါ chemistry မှာလည်းပါတယ်ပေါ့နော် yeast မှာအမြဲတမ်းမှတ်ထားမယ်သူ့ရဲ့ temperature တွေ30 degree celsius မဟုတ်ရင်လည်း40 degree celsius အဲ့လောက်မှာပဲနော်30ကျော်လောက်မှာပဲအဲ့လောက်မှာပဲရှိရတယ်အဲ့ထက်ပိုများသွားပြီဆိုရင်ဒီ chair တို့တွေဒီ denature ဖြစ်သွားလိမ့်မယ် enzyme တွေဟုတ်ပြီနော်အဲ့ခါကျကျွန်တော်ပုံပြောင်းသွားမယ် reaction တွေအကုန်လုံး
ပြတ်သွားမယ်ပေါ့နော်အဲ့တော့ကြည့်အောင်အဲ့ဒီတက်ပုံများသွားရင်เนี่ยသူပြောတာချေပြောရတယ်ဟုတ်လားမဟုတ်လားပေါ့ကြည့်အောင်ချေတို့တွေ a higher temperature ဒီချေတို့ဒီထက်ပိုပြီးတော့မှ temperature များသွားရင်ဒီချေတို့ရဲ့ gas rate တွေက slow down နှေးသွားလိမ့်မယ်ဟုတ်ပြီနော်ဒီချေတို့ gas rate တွေကနှေးသွားလိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှိရင် enzyme တွေကပါဝင်နေလို့အဲ့ကကြရင်ဒီချေတို့ enzyme တွေပါဝင်နေတဲ့ဆိုတဲ့အတွက် enzyme ဒီ nature ဖြစ်သွားမှလားမဖြစ်သွားဘူးလားဖြစ်သွားတယ် enzyme တွေကဒီ nature ဖြစ်သွားတဲ့အခါကျရင်ဒီချေတို့ shape တွေပြောင်းသွားမယ် reaction တွေလည်းမဖြစ်နိုင်တော့ complementary shape တွေလည်းမဖြစ်နိုင်တော့ဘူး reaction တွေလည်းဖြစ်တဲ့အခါကျတော့ဘာပဲပျက်စီးသွားတယ်ဟုတ်ပြီလားအဲ့ဒါကိုဒီချေတို့က respiration က start to denature တဲ့ဟုတ်ပြီနော်ပြန်ပြောပြမယ်ဒီ temperature အတွင်းထပ်ပိုပြီးကြော့သွားရင်ဒီချေတို့ရဲ့ gas တွေ carbon dioxide ထွက်တဲ့ gas တွေက slow down ဖြစ်သွားမယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့တွေထဲမှာ enzyme ပါဝင်နေလို့အဲ့ဒီ enzyme လေးတွေပါဝင်နေတဲ့အတွက် temperature တွေကသူ့ရဲ့ optimal rate ကိုကျော်သွားပြီဆိုရင် denature ဖြစ်သွားမယ်တဲ့။တမျိုးအဲ့ဒါလေးသိထားဖို့လုံလောက်ပါတယ်။ဒီခန်းလေးမှာဒါလေးသိရလို့ရှိရင်တမျိုးလုံလောက်ပါပြီ။ဟုတ်ပြီနော်။နောက်တစ်ခုကြည့်အောင် aerobic respiration အခုမှလာတာ aerobic ရှိတယ်ပြီးရင် anaerobic ပြီးသွားလို့ရှိရင် chero oxygen တပ်လေးပြီးသွားရင်သမီးတို့ရဲ့ chapter 12လေးအကုန်ပြီးသွားဒါလေးကြည့်အောင်ကိုလုံလောက်ပါတယ်။ဟုတ်ပြီနော်။ကြည့်ရမယ်။ aerobic respiration ကချက်ခုနလေးကလေးကပြောခဲ့တယ်။အောက်ဆီဂျင်ပါတာအဲ့တော့ aerobic respiration လို့ခေါ်တယ်အဲ့တော့ဒီမှာကြည့်အောင်ဒီချေတို့ in humans လူတွေမှာ energy တွေကိုပုံမှန် release လုပ်တယ်ဘာနည်းနဲ့ release လုပ်လဲဆိုလို့ရှိရင် aerobic respiration နည်းနဲ့ release လုပ်ပါတယ် however ဘလို့ပဲဖြစ်ဖြစ် the cells တွေက must receive plenty of oxygen to maintain this process ဒီချေတို့တွေရဲ့အဲ့ဒီ cells တွေကဒီ aerobic respiration ကနေပြီးတော့အောက်ဆီဂျင်ပါတာဆိုတဲ့အတွက်အောက်ဆီဂျင်တွေကိုအများကြီးရတယ်။သူအဲ့ဒါကိုပြောချင်တာ။ဟုတ်ပြီနော်။ aerobic respiration process ကနေပြီးတော့ဒီချေတို့ရဲ့ဒီ aerobic respiration ကအောက်ဆီဂျင်ပါတာဖြစ်တဲ့အတွက်ဒီချေတို့ခန္ဓာကိုယ်လူခန္ဓာကိုယ်မှာအောက်ဆီဂျင်တွေအများကြီးရတယ်တဲ့။သူအဲ့ဒါကိုပြောတာ။အဲ့တော့ဒီချေတို့ aerobic respiration လေးရဲ့ Watt equation လေးကိုကြည့်ကြရအောင်။ Watt equation နဲ့ chemical equation ဆိုတာမတူဘူးနော်။ Watt equation ဆိုရင်စလုံးပေါင်းပြီးရေးပေးရမယ်။ chemical equation ဆိုလို့ရှိရင်ဒီချေတို့တွေက samples လေးတွေနဲ့ဖော်ပြဟုတ်ပြီနော်အဲ့တော့ဒီချေတို့ glucose နဲ့ oxygen နဲ့ပေါင်းတဲ့အခါကျရင် water နဲ့ carbon dioxide နဲ့ကိုပြန်ပြီးတော့မှထွက်ပါတယ် aerobic respiration လေးဒီ photosynthesis ရဲ့ equation ရဲ့ပြောင်းပြန်ဟုတ်ပြီနော်လွယ်လွယ်လေးမှတ်ထားလို့ရတယ် aerobic respiration ဒီ photosynthesis equation ရဲ့ပြောင်းပြန်ပါဒီချေတို့အဲ့ဆိုရင် photosynthesis မှာကဘာနဲ့လဲဆိုရင် water နဲ့ carbon dioxide နဲ့ပေါင်းတဲ့အခါကျလို့ရှိရင် glucose နဲ့ oxygen နဲ့ပြန်ထွက်တာဒီ photosynthesis aerobic respiration ကကြတော့သူ့ရဲ့ပြောင်းပြန် glucose နဲ့ oxygen နဲ့ပေါင်းတဲ့အခါကျလို့ရှိရင်ပြန်ထွက်တာဒီ water နဲ့ carbon dioxide ဟုတ်ပြီနော်နောက်တစ်ခုကြည့်အောင်ဒီချေတို့နောက်တစ်ခု main လေး multiples မှာ main နိုင်တဲ့ main လေးချေပြောပြမယ်ဒီချေတို့တွေ glucose molecule တွေကို break down လုပ်တဲ့အခါကျလို့ရှိရင်သူ့မှာရှိတဲ့ energy ပေါ့ energy ဘယ်လောက် joule ရှိလဲဆိုရင်2830 kilo joule ရှိတယ်ဒါလေးလုံးဝမှတ်ထားပါမယ်အရင်အရေးကြီးပါတယ် multiple မှာမေးတတ်ပါတယ်ဟုတ်ပြီနော်ဒီချေတို့တွေ break down လုပ်တဲ့ glucose molecule တွေကို break down လုပ်တဲ့အခါကျလို့ရှိရင်ထွက်လာတဲ့ energy လေးတွေကဘယ်လောက်တန်ဖိုးရှိလဲဆိုရင်2830 kilo joule လောက်တန်ဖိုးရှိပါတယ်တဲ့ကြည့်အောင်နောက်တစ်ခု it is possible to carry out experiment using invertebrate and germinating seeds and measure the oxygen uptake of the organism ဟုတ်ပြီနော်ဒီချေတို့တွေကအဲ့ဒီ experiment လေးကိုဘယ်လိုနေရာတွေမှာအသုံးပြုလို့ရလဲဆိုလို့ရှိရင်တဲ့ဒီ aerobic respiration လေးကိုဘယ်လိုနေရာတွေမှာအသုံးပြုလို့ရလဲကြောရိုးရှိသတ္တဝါတွေဖြစ်တဲ့ကြောရိုးမဲ့သတ္တဝါတွေဖြစ်တဲ့ invertebrate တွေမှာလည်းတွေ့ရတယ် germinating seed တွေမှာလည်း respiration ဖြစ်စဉ်ကိုတွေ့ရတယ်ပြီး oxygen တွေကိုဒီချေတို့ measure လုပ်မယ် oxygen gas ဘယ်လောက် collect ဖြစ်လဲဆိုတာကိုလည်းဒီချေတို့တွေက experimental လုပ်လို့ရတယ်တဲ့ဟုတ်ပြီနော်ဒီ respiration ဖြစ်စဉ်ကိုဒီချေတို့တွေ experiment လုပ်မယ်ဆိုရင် invertebrate တွေမှာလုပ်နိုင်တယ် germinating seed အပင်တွေကိုမျိုးပွားတဲ့နေရာမှာလည်း releasing ဖြစ်လားမဖြစ်လားချေတို့တွေ့နိုင်တယ် oxygen gas တွေဒီချေတို့ဘယ်လောက်ထွက်လဲဆိုတာကိုလည်း measure လုပ်တဲ့ချိန်မှာချေတို့အသုံးပြုနိုင်တယ်တဲ့ the feature that uptake the faster the rate of aerobic respiration ဟုတ်ပြီနော်ပြောချင်တာကဒီချေတို့တွေကအဲ့ဒီ feature uptake လေးတွေလုပ်ပြီးဆိုတိုင်း aerobic respiration လေးတွေကပို့ပြီးတော့မှမြန်တယ် germinating seed တွေမှာကကြတော့မှတ်ထားမယ်နော်ဒီချေတို့ germinating seed အပင်လေးတွေမျိုးပွားတဲ့နေရာမှာကြတော့ဒီချေတို့တွေက movement မရှိတဲ့အတွက် respiratory energy ဆိုတာမရှိ
ဟုတ်ပြီနော်တချို့တို့ movement မရှိတဲ့အတွက်တချို့တို့အပင်လေးကွာဒီနေရာမှာပဲကြီးထွားလာတာလေဟိုကနေပြီးတော့ဒီပင်ကဒီပင်ကိုရွှေ့ဖို့တာတချို့တို့ရွှေ့မှဖြစ်တာသူကသူရွှေ့နေလို့မဟုတ်ဘူးလေအဲ့ဒါကြောင့်သူတို့တွေက energy မလိုအပ်ဘူးအဲ့လိုနေရာမှာကြာတော့ဒါပေမဲ့သူက respiration ဖြစ်နေသေးတယ်အပင်ဖြစ်နေတဲ့၍respiration ဆိုတာဖြစ်နေမှာပဲ photosynthesis ဖြစ်တာလေအပင်อ่ะဟုတ်တယ်မလား movement မလုပ်လို့ energy မလိုအပ်ဘူးဆိုတာမှန်တယ် respiration မဖြစ်ဘူးလို့မဆိုလို့ဟုတ်ပြီနော်ဒါပေမဲ့တချို့တို့ respiration ဖြစ်တဲ့ဖြစ်စဉ်ကအပင်မှာဖြစ်တဲ့ respiration rate နဲ့လူတွေမှာဖြစ်တဲ့ respiration rate ဆိုလို့ရှိရင် animals တွေမှာဖြစ်တဲ့ respiration rate ကပိုပြီးတော့မှမြန်တယ်။ဘာကြောင့်လဲဆိုရင် animals တွေကခုနကတော့ respiration ဖြစ်တဲ့ဖြစ်စဉ်ခုနချက်လုံးပါဝင်တယ်။ဒီအစမှပြောခဲ့တဲ့ထားလေးဒီဟာလေးဒီခုနခုလုံးတချို့ animals မှာဖြစ်တယ်။ဒါပေမဲ့အပင်မှာမဖြစ်ဘူး။အဲ့ဒါကြောင့် respiration rate ဖြစ်တာချင်းတူတူတော့လူတွေ mammals တွေမှာပိုပြီးတော့ respiration ဖြစ်တဲ့ဖြစ်စဉ်ကပိုပြီးတော့မှမြန်တယ်။ဟုတ်ပြီနော်။အဲ့ဒါလေးသိစေချင်ပါတယ်အခုတော့ဒါလေးကတော့ဒီလောက်ပါပဲကြည့်အောင်နောက်တစ်ခုကြည့်ကြမယ်ကျွန်တော်တို့ဒါလေးပြီးသွားပြီဆိုတော့ဒီဟာလေးကြည့်ကြမယ်ဒီမှာဆိုလို့ရှိရင်တဲ့ if you are following the standard curriculum you need to be able to state the balanced chemical equation for aerobic respiration အဲ့တော့တချို့တို့ aerobic respiration ကို chemical equation လေးနဲ့ပေါ်ပြသူပြောထားတာ chemical equation လေးပြီး balance လုပ်ပြီးသားညှိပြီးသားတချို့ပြောတယ်ဒါလေးကphotosynthesis equation လေးရဲ့ပြောင်းပြန်လေး aerobic respiration อ่ะဟုတ်ပြီเนาะအဲ့တော့ C6H12O6 plus 6O2 aero 6H2O plus 6CO2 ဆိုတာတမီးရေးပေးနိုင်ရင် aerobic respiration chemical reaction လေးရမယ်အဲ့ဒါဆိုရင်တမျိုးတတ်မှတ်ရပါမယ်တတ်မှတ်တော့မဟုတ်ဘူးเนาะ balance လုပ်တာဆိုတော့2မှတ်လောက်တော့ပေးတယ်ဟုတ်ပြီเนาะပြီးချင်းအောက်ကဟာကိုတော့မဖတ်ပြတော့ဖတ်ပြလိုက်မယ်ဒါလေးတော့မဖတ်ပြတော့ဘူး balance လုပ်ထားတာလို့ပြောတာမို့လို့ဒါလေးကိုဆက်ကြည့်အောင်တချို့တို့ကအဲ့ဒီ experiment လေးတွေစပြီးလုပ်ပြီးပေါ့ဘာကိုအသုံးပြုပြီးလုပ်မှလဲဆိုကျွန်တော်မျိုးစိလေးချပြီးတော့မှလုပ်ကြည့်တယ်အဲ့ respiration လေး aerobic respiration လေးဖြစ်လာမဖြစ်လာမျိုးစိလေးနဲ့စမ်းသပ်ကြည့်တယ်အဲ့တော့တချို့တို့ကဘယ်လိုဟာပေါ်လဲပို့ဆိုလို့စမ်းသပ်လဲဆိုရင် temperature ရဲ့ rate တွေကို temperature မှာဖြစ်နေတဲ့ respiration rate ကိုစမ်းသပ်တယ်ပြီးရင် oxygen rate တွေကိုလည်းတချို့တို့ကစမ်းသပ်တယ်ဘယ်လိုနေရာမှာဆက်လက်တာလဲဆိုရင် aerobic respiration ဖြစ်တဲ့ဖြစ်စဉ်မှာ germinating seed လေးကိုအသုံးပြုပြီးတော့မှအဲ့ဒီနှစ်ခုကိုတချို့ကစမ်းသပ်တာအဲ့တော့ကြည့်အောင်တချို့တို့တွေကအဲ့လိုမျိုးချိန်မှာစမ်းသပ်လိုက်တဲ့ခါကျရင်တကယ်လို့ temperature increase ဖြစ်လို့ရှိရင် oxygen rate ကလည်းလိုက်ပြီးတော့မှ increase ဖြစ်မယ် directly proportional ဟုတ်ပြီနော်အဲ့ဒါကြောင့် respiration rate ကလည်း increase လိုက်ဖြစ်မယ်ဘာကြောင့်လဲဆိုတော့အဲ့ respiration ကိုတချို့တို့ရဲ့ဒီ enzyme ကနေပြီးတော့မှ control လုပ်ထားတယ်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုရင်တို့ကိုတချို့တို့ enzyme ကနေပြီးတော့မှ control လုပ်ထားမှာမလို့ပါအဲ့တော့တချို့တို့ temperature increase ဖြစ်ပြီဆိုလို့ရှိရင် kinetic energy တော့ molecules တွေကလည်းလိုက်ပြီးတော့မှ increase ဖြစ်မယ်အဲ့တော့တချို့တို့ kinetic energy ပါလာပြီဆိုတာနဲ့ collision ဖြစ်စဉ်မှာပါလာလေဆိုတော့တန်းသိရမယ်ဟုတ်ပြီနော်ပုတ်တိုက်တဲ့ဟာအဲ့ collision ဖြစ်စဉ်တွေမှာလိုက်ပြီးတော့မှ increase ဖြစ်မယ်အဲ့ခါတော့မှတချို့တို့ရဲ့ rate of reaction ကလည်းလိုက်ပြီးတော့မှ increase ဖြစ်ပါဟုတ်ပြီနော်ဒါလေးနားလည်မယ်နော်ဒါလေးပါပဲအခုကပြီးနောက်တစ်ခု anaerobic respiration ကိုရောက်သွားပြီဒါလေးကြည့်အောင်လေးလုံလောက်ပဲလို့ချက်ပြောခဲ့ရနော် anaerobic respiration မှာကကြာတော့ကြည့်အောင် anaerobic respiration က does not require oxygen ဒီချက်တော့ oxygen မလိုဘူးမပါဝင်ဘူးချက်ပြောခဲ့တယ် aerobic respiration က mitochondria မှာဖြစ်တယ် anaerobic respiration က cytoplasm မှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ anaerobic respiration ကဒီချက်တို့တွေ oxygen မလိုဘူးအဲ့တော့တကယ်လို့ tissue တွေက respiring very fast တကယ်လို့တကယ်လို့လူခနာကိုယ်ထဲမှာရှိတဲ့ tissue ပဲဖြစ်ဖြစ်အပင်တွေရဲ့ tissue ပဲဖြစ်ဖြစ်အဲ့ဒါတွေက respiring အရန်ကို releasing energy ထုတ်တာဒါမှမဟုတ်တကယ်လို့လေဝင်လေထွက်ဖြစ်တာအရန်ကိုမြန်နေတယ်ဆိုလို့ရှိရင် oxygen supply is not fast enough to cope တကယ်လို့ပြောချင်တာကွာ anaerobic respiration ကအရန်များနေတာချက်ဘယ်လိုမျိုးချိန်လဲဆိုချက်ပြပြလူတွေကကျတော့အသက်ရှူရ aerobic respiration ဖြစ်တယ်ဒါပေမဲ့အရန်ကို exercise လုပ်ထားလို့အရန်မောနေတဲ့အချိန်ဟုတ်ပြီနော်အရန်ကိုမောနေတဲ့အချိန်မှာလူနဲ့ချက်ရှင်းပြမယ်နော်အရန်ကိုမောနေတဲ့အချိန်မှာဒီချဲတို့တွေအသက်ကိုမနှဲလူရှူရတယ်ဟုတ်လားအရန်ကိုလေရန်မောနေတဲ့အချိန်ဒီချင်းကနေအများကြီးလို့အရန်မောနေတဲ့အချိန်မှာအသက်ကိုမနှဲလူရှူရတယ်အဲ့လိုမျိုးအချိန်မှာဒီချဲတို့တွေကအောက်ဆီဂျင်ကို enough လုံလုံလောက်မရသေးဘူးအရန်ကိုမောဟိုက်နေလို့ခဏလောက်ကြာတော့မှသာလေအောက်ဆီဂျင် level လေးကပုံမှန်လေးဖြစ်သွားတယ်အဲ့လိုအချိန်မျိုးကိုပြောချင်တာဟုတ်ပြီနော်ဒီမှာလဲတူတူပဲဒီချဲတို့ရဲ့ tissue တွေကနေပြီးတော့မှပဲဖြစ်ဖြစ်
နေရာတွေကအောက်ဆီဂျင်အရန်ကိုလိုအပ်နေတဲ့အချိန်မှာတချေတို့တွေကအရန်ကိုအသက်လူရှူပါတယ်အဲ့လိုခါကျတချေတို့အောက်ဆီဂျင်တွေက enough မရလုံလုံလောက်လောက်မရသေးဟုတ်ပြီနော်ပြီးတဲ့ခါကျလို့ရှိရင်အဲ့ tissue တွေက such as muscles တွေ့ပြီနော်တချေတို့တွေလေ့ကျင့်ခန်းလုပ်တဲ့အတွက် muscles တွေကနေပြီးတော့ muscles ထဲမှာရှိတဲ့ tissue တွေကနေပြီးတော့မှအောက်ဆီဂျင်ကိုတချေတို့လိုအပ်တာတချေတို့ကလည်းအရန်ပုံမှန်မဲ့လေ့ကျင့်ခန်းလုပ်ထားတယ်အဲ့ခါကျလို့ရှိရင်တချေတို့တွေကအရန်ကိုမောဟိုက်နေတဲ့အချိန်မောဟိုက်နေတဲ့အချိန်မှာတချေတို့ tissue တွေကိုလုံလုံလောက်လောက်မရအောင်tissue တွေကအောက်ဆီဂျင်ကိုလုံလုံလောက်မရနိုင်သေးအချိန်တစ်ခုကြာတော့မှသာလျှင်တချေတို့တွေကအောက်ဆီဂျင်တွေကိုလုံလုံလောက်ရတယ်အဲ့လိုမျိုးအောက်ဆီဂျင်ကိုလုံလုံလောက်မရတဲ့အချိန်မှာ aerobic respiration အစား anaerobic respiration တွေကလာဖြစ်တာပြီးတော့မှသာလျှင်ဒီချက်ပြောတဲ့ oxygen level ငြိမ်တဲ့နေရာတစ်ခုရောက်သွားတော့မှ aerobic respiration ဖြစ်သွားတာနားလည်မယ်နော်ပြန်ကြည့်အောင်ဒီချက်တို့ tissue လေးတွေထဲရှိတဲ့ muscle cell လေးတွေထဲမှာရှိတဲ့ tissue လေးတွေက oxygen လုံလောက်မရတဲ့ခါကြလို့ရှိရင်ဒီချက်တို့တွေ respire anaerobically instead aerobic respiration အစား anaerobically respiration တွေကဖြစ်နေတာပြီးတော့မှအချိန်တစ်ခုကြာသွားလို့ oxygen လုံလောက်ရမှသာလျှင် aerobic respiration ပြတ်ဖြစ်တာနားလည်မယ်နော် however အဲ့တော့တခြားပြောသမီးတို့သိသိချင်တာကလူမှာ anaerobic respiration လည်းဖြစ်တယ် aerobic respiration လည်းဖြစ်တယ်ဆိုတော့သိတာမယ်ဟုတ်ပြီနော်ဒါလုံးဝချင်းချက်လေးနော် anaerobic respiration ကအရန်ကိုမောဟိုက်နေတဲ့အချိန်မှာ oxygen လုံလောက်မရဘူး exercise လုပ်တဲ့အချိန်တွေဆိုရင် anaerobic respiration ဖြစ်တယ်ဒီချက်တို့ပြီးတော့မှအချိန်တစ်ခုကြာသွားတော့မှအချိန်တစ်ခုနည်းနည်းလောက်ကြာသွားလို့ဒီချက်တို့မမောတော့ဘူးအသက်ရှူလို့လည်းဝသွားပြီဆိုရင်ဒီချက်တို့ aerobic respiration ပြန်ဖြစ်တာဟုတ်ပြီနော်ကွဲပြသိမယ်နော်အဲ့တော့တဲ့ however this is a less efficient process ဘာပဲပြောဒါကတော့ဒီ process လေးကတော့ aerobic respiration ထက်စာလို့ရှိရင် less efficient ဖြစ်တဲ့ process လေးတစ်ခုပဲဖြစ်ပါတယ်တဲ့အဲ့တော့သူ့စီမှာ aerobic respiration လောက် energy produce လုပ်တဲ့နှုန်းကနည်းတယ်ဟုတ်ပြီနော်ဒီချေတို့တွေရဲ့ aerobic respiration မှာထွက်တဲ့ energy ကဘယ်လောက်ထွက်လဲဆိုရင်2830 kJ ထွက်ပေမဲ့ anaerobic respiration မှာထွက်တဲ့ energy ကဘယ်လောက်ပဲထွက်လဲဆိုလို့ရှိရင်118 kJ ပဲထွက်တယ်ဒါလေးသိတာမယ်နော်ဒါလေးသိတာပါမယ်အရေးကြီးပါတယ်ဟုတ်ပြီနော်ပြန်ပြောပြမယ်ဒီချေတို့တွေကaerobic respiration မှာဆိုရင်သူ့ရဲ့ထွက်တဲ့ energy က2830 kJ ထွက်ပေမဲ့လို့ဒီချေတို့ရဲ့ anaerobic respiration မှာထွက်တဲ့ energy ကကျတော့118 kJ ပဲရှိတယ်သူကလည်း anaerobic respiration ကလည်းတူပဲသူက breakdown of one glucose molecule by yeast ကနေပြီးတော့မှ yeast တွေကဘယ်မှာဖြစ်လဲဆိုရင် anaerobic respiration မှာပဲဖြစ်တာเนาะမှတ်ထားမယ်နော် yeast တွေဒီ anaerobic respiration မှာပဲဖြစ်ပါတယ်အဲ့ဒီ yeast နဲ့ anaerobic respiration equation နဲ့တူပဲဟုတ်ပြီနော် yeast တွေဒီ anaerobic respiration မှာပဲဖြစ်ပါတယ်အဲ့ဒီ yeast ကနေပြီးတော့မှထုတ်လုပ်လိုက်တဲ့ energy လေးက anaerobic respiration မှာ118 kJ ပဲရှိပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့တချင်က yeast ကဘာဖြစ်လို့ anaerobic respiration မှာဖြစ်တာလဲတချင်ဆိုရင်ချဲပြပြမယ် yeast တွေကိုတချင်တို့ကဘယ်လိုနေရာတွေမှာအသုံးပြုလဲဆိုလို့ရှိရင် baking bread ဟုတ်ပြီနော်ပေါင်မုတ်ဖုတ်တဲ့နေရာတွေမှာတချင်တော့ yeast တွေကိုအသုံးပြုတယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူကနေပြီးတော့မှပြန်ထွက်လာတဲ့ carbon dioxide တွေကိုချဲတို့ကလိုချင်လို့အဲ့ဒီ carbon dioxide လေးတွေပြန်ပြီးတော့မှထွက်သွားတော့မှပေါင်မုတ်လေးစီရတယ်ပြန်ပြီးထွက်သွားတော့မှတချင်တို့ရဲ့ပေါင်မုတ်သားလေးကပွာလာမှာ yeast ကိုဘာကြောင့်အသုံးပြုရလဲဆိုလို့ရှိရင်တချင်တို့ရဲ့ဒဇေးအနေနဲ့အသုံးပြုတာပွာလာခြင်းလို့မုတ်သားလေးပွာလာခြင်းလို့ yeast ကိုအသုံးပြုတာအဲ့ဒီ yeast လေးတွေကနေပြီးတော့မှတချင်တို့ anaerobic respiration နီးနဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေပြန်ပြီးထွက်လာပြီဆိုလို့ရှိရင်မုတ်သားလေးပွာသွားပြီအဲ့ခါကျတော့မှဒီချေတို့ကစပြီးတော့မှဘလောက်ဒီဂရီမှာခုနက yeast ရဲ့ဒီဂရီဖြစ်တဲ့30ဒီဂရီလား35ဒီဂရီလားဒါပေမဲ့အတိအကျတော့30ဒီဂရီเนาะ30ဒီဂရီမှာစပြီးတော့ချေတို့ကဖုတ်တာဟုတ်ပြီเนาะအဲ့ဒါလေးကိုသိစေချင်တာပါပြီးသွားရင်တချေတို့တွေက yeast ကိုအခြားနေရာမှာလည်းသုံးနေတယ်ဝိုင်ချက်တဲ့နေရာတွေမှာ yeast လေးတွေထည့်ထားလိုက်တယ်ဘာကြောင့်ထည့်ထားရတာလဲဆိုလို့ရှိရင်အဲ့ဒီ yeast လေးတွေကပို့ပြီးတော့မှအချိန်ကြာလာလေးအဲ့ဒီဝိုင်ကလည်းပို့ပြီးတော့မှအချိန်ဖောက်လာလေးအဲ့ခါကျရင်ပို့ပြီးတော့မှနှစ်ချွင်ပို့ပြီးတောက်လို့ကောင်းနေပေါ့အဲ့လိုမျိုးသူတို့ကမှတ်ယူတာဟုတ်ပြီနော် yeast ကိုဘယ်လိုနေရာမှာအသုံးပြုလဲဆိုရင် alcohol မှာလည်းရတယ်ဒါပေမဲ့ breaking bread ဆိုလို့ရှိရင်ပို့ပြီးတော့ချေရိုစာတင်တဲ့နေရာမှာပို့ပြီးအမှတ်ရတာပေါ့နော်ဒါပေမဲ့ alcohol မှာအသုံးပြုရဆိုလည်းရပါတယ်တူတူပဲအဲ့တော့ yeast ရဲ့ carbon dioxide ကိုဘယ်လိုမျိုးထွက်လဲဆိုတာ aerobic respiration ချေရိုစက်ကြည့်ကြမယ်သူ့ရဲ့ Watt equation ကိုစက်ကြည့်ကြမယ်အဲ့တော့ anaerobic respiration မှာ yeast က anaerobic respiration เนาะအဲ့ဒါလေး Watt equation ချေရိုစက်ကြည့်ကြမယ် anaerobic respiration မှာရှိတဲ့ yeast ရဲ့ Watt equation က
glucose ကနေပြီးတော့မှ ethanol နဲ့ glucose ကိုဖြိုခွဲလိုက်တဲ့ခါကျလို့ရှိရင် ethanol နဲ့ carbon dioxide နဲ့ပြန်ပြီးတော့မှထွက်တာ yeast ကဟုတ်ပြီနော် ethanol ဒီတချေတော့အရက်ပြန် alcohol နဲ့တူတူပဲ carbon dioxide ကကျတော့တချေတော့ carbon dioxide gas လေးပေါ့ဟုတ်ပြီနော်ဒါလေးကတချေတော့ရဲ့ Watt equation လေးပါသိကြမယ်နော်အဲ့တော့တချေတော့နောက်တစ်ခုကြည့်အောင်ဒါလေးက yeast မှာဖြစ်တာနောက်တစ်ခု anaerobic respiration နှစ်မျိုးရှိရယ်နော်သမီးတို့နှစ်မျိုးရှိတယ် anaerobic respiration in yeast does not produce water ရေမထွက်တဲ့ yeast တွေမှာ Watt equation နောက်တစ်မျိုးရှိသေးတယ်အဲ့ဒါတွေကိုကြာကျွန်တော်ဗမာသုံးလဲ muscles ဟုတ်ပြီနော်ဒါကတချေတို့ရဲ့ glucose ကိုဖြိုခွဲလိုက်ရင် ethanol နဲ့ carbon dioxide ထွက်တာဒီသူမဖုတ်တဲ့နေရာမှာဖြစ်တဲ့ Watt equation chemical process လေးဒါပေမဲ့ခုနကကျွန်တော်လူမှာဖြစ်တဲ့ anaerobic respiration လူရဲ့ muscles တွေထဲမှာဖြစ်တဲ့ anaerobic respiration လေးရဲ့ Watt equation ကြတော့ glucose ကနေပြီးတော့မှ lactic acid ပြန်ပြီးတော့မှထွက်တာမှတ်ထားမယ်နော်ဒီခန့်ဒီကျွန်တော်နောက်ဆုံး chapter 20လောက်ရောက်လို့ရှိရင်အဲ့ lactic acid ဘယ်လိုဖြစ်လာလဲပြန်သင်ရလိမ့်မယ်ဒီကျွန်တော် muscles တွေမှာလူခနာကိုယ်ထဲမှာဖြစ်တဲ့ muscles တွေမှာ anaerobic respiration ခဏဖြစ်တယ်အသက်လူရှူရတဲ့အချိန်အဲ့လိုအချိန်မျိုးမှာဒီချေတို့က Watt equation လေးနဲ့ပေါ်ပြပါဆိုရင် glucose ကနေပြီးတော့မှ lactic acid ပြန်ပြီးတော့မှထွက်တာအဲ့ဒါတော့ရဲ့ Watt equation မှာဟုတ်ပြီနော်ဒါလေးကကြတော့chemical equation မရှိဘူး Watt equation လေးပဲရှိတယ်ဒါပေမဲ့ဒီချေတို့ရဲ့ yeast မှာကကြတော့ဒီချေတို့ chemical equation လည်းရှိတယ် Watt equation လည်းရှိပါတယ်ကြည့်အောင်အဲ့ဒီ yeast ရဲ့ chemical equation လေးကဘယ်လိုလေးလဲဆိုရင် C6H12O6 arrow ethanol ဆိုတဲ့အတွက် 2C2H5OH plus 2CO2 ဒါလေးရေးပေးနိုင်နှစ်မှတ်ပါဟုတ်ပြီနော် equation balance လုပ်ဖို့လုံးဝမမေ့လာပါနဲ့ဒါလေးကအခုဆိုရင်ချေတို့ aerobic respiration လည်းပြီးသွားပြီ anaerobic respiration လည်းပြီးသွားပြီနောက်တစ်ခုဒီချေတို့ oxygen depth လေးပြီးချေတို့ပြီးသွားပါပြီဒီနေ့ခိုင်းလေးอ่ะဟုတ်ပြီနော်ချေတို့ oxygen depth လေးကိုကြည့်ကြဒါလေးကဒီချေတို့တွေ paper form မှာမေးလေမေးထားရှိတယ် blank နဲ့ပဲလာမလားဒါမှမဟုတ်ရင်လည်း theory 2မှတ်တန်အနေနဲ့လာမလား4မှတ်တန်အနေနဲ့လာမလားအဲ့လိုမျိုးလေးမေးတတ်တယ်အဲ့တော့ oxygen depth လေးကိုလည်းအာရုံစိုက်ပြီးတော့နားထောင်ကြမယ်ကြည့်အောင်ဒီချေတော့ oxygen depth လေးက muscles တွေက respire anaerobically ဒီချေခုနကတော့ပြောခဲ့ရလေဒီချေတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အဲ့ muscles လေးတွေထဲမှာရှိတဲ့ tissue လေးတွေက oxygen လေးတွေလိုအပ်တယ်သူတို့တွေလည်းအရန်ကိုလေ့ကျင့်ငန်းအရန်အပြင်းထန်လုပ်လိုက်တဲ့အခါကြာလို့ရှိရင်ဒီချေတို့တွေကအရန်မောတယ်အဲ့ဒါကျတို့ကခဏအသက်ကိုမြင်မြန်ရှူရတယ်အဲ့လိုချိန်မှာအောက်ဆီဂျင်အလုံးလောက်မရလို့ရှိရင် anaerobic respiration ဖြစ်တယ်ခဏလောက်ကြာသွားတဲ့အချိန်မှာအောက်ဆီဂျင်လုံးလောက်ရသွားရင်အမောပြေသွားတယ်ပေါ့ကွာအမောပြေသွားတဲ့အချိန်ရောက်ရင်အောက်ဆီဂျင်ပြန်ပြီးတော့မှလုံးလောက်ရတဲ့အတွက် aerobic respiration ဖြစ်တယ်သူကလည်းဒါလေးကိုပဲပြောထားတာအဲ့ဒီ muscle cells လေးတွေကတဲ့ anaerobically ဖြစ်တယ်ဘယ်လိုအချိန်မှာဖြစ်လဲဆိုရှင် exercising vigorously အရန်ကိုအပြင်းအထန်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ anaerobically respiration ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တဲ့သူတို့တွေက the blood cannot supply enough oxygen ဒီချေတော့ oxygen ကိုလုံလုံလောက်လောက်သွေးကနေပြီးတော့မှတစ်စင်မရလို့ anaerobic respiration ဖြစ်ကြတာပါတဲ့။အဲ့တော့ဒီချေတော့နောက်ပိုင်း oxygen ကို enough ရသွားပြီဆိုလို့ရှိရင်တဲ့ဒီချေတော့ aerobic respiration လေးကိုပြန်ပြီးတော့မှ maintainထိန်းထားနိုင်ပြီတဲ့ however the formation and build up the lactic acid ဒီချေတော့အဲ့လိုမျိုးအချိန်မှာဘာဖြစ်လာလဲဆိုလို့ရှိရင် formation muscle cell တွေမှာဘယ်လိုမျိုးဖြစ်လာလဲဆိုလို့ရှိရင် muscle cell တွေမှာဘာတွေကိုဒီချေတော့ anaerobic respiration ဖြစ်ပြီဆိုလို့ရှိရင်လူခနာကိုယ်ရဲ့ muscle cell တွေမှာ anaerobic respiration ဖြစ်ပြီဆိုလို့ရှိရင်တဲ့ဘာတွေကို build up လုပ်လဲဆိုလို့ရှိရင် lactic acid တွေ muscles တွေမှာ build up ဖြစ်လာပါတယ်တဲ့အရေးကြီးတယ်နော်ဒီချက်ပြောရင်နော် muscles တွေထဲမှာဆိုလို့ရှိရင်ဒီချက်တို့ရဲ့ glucose ကနေပြီး lactic acid ပြန်ပြီးတော့မှထွက်တာ muscle cell တွေထဲမှာဘာတွေကိုဒီချက်တို့build up လုပ်တာလဲလို့မေးလို့ရှိရင် lactic acid ဆိုတာဖြေတတ်မယ်နော်ဘာကြောင့်လဲဆိုတော့ cramp ဖြစ်လို့တဲ့ and oxygen depth က create ဒီချက်တို့ oxygen depth တွေကိုဘာကြောင့် create ဖွဲ့စည်းရလဲဆိုလို့ရှိရင်တဲ့ oxygen က needed for oxygen depth လေးတွေဘာကြောင့်ဖွဲ့စည်းရလဲဆိုရင် oxygen တွေက needed for aerobic respiration aerobic respiration လေးအတွက်ဒီချေတို့တွေက oxygen ကိုလိုအပ်တာကြောင့် oxygen depth ဆိုတဲ့ oxygen ပြုံလေးကိုချေတို့ဖွဲ့စည်းရတာတဲ့အဲ့တော့ချေတို့စက်ကြည့်မယ်နောက်မပြီးသေးဘူး lactic acid ထွက်လာတဲ့ပုံလေးဟုတ်ပြီနော်အဲ့ဒီ oxygen depth လေးကနေပြီးတော့မှ aerobic respiration လေးကိုဖြစ်ဖို့အတွက် to convert lactic acid ကိုပြောင်းနိုင်ဖို့အတွက်ဒီချေတို့က aerobic respiration လေးကို oxygen depth မှာလိုအပ်တယ်အဲ့ဒါကြောင့်ဒီချေတို့က oxygen depth လေးကိုဖွဲ့စည်းထားတာပဲဖြစ်ပါတယ်တဲ့
birth to harmless chemical ဟုတ်ပြီနော်ဒါလေးကတော့မသိလဲရတယ်ဒါပေမဲ့သိတိုင်းလည်းကောင်းပါတယ်ဟုတ်ပြီနော်ဒါလေးကတော့သမီးတို့သိထားဖို့လို့ရှိတယ်ဒါပေမဲ့ harmless chemical နဲ့ peripheral acid နဲ့တူတူပဲဟုတ်ပြီနော် lactic acid မှပြန်ပြီးတော့ဒီချေတို့တွေဒီ acid လေးပြန်ဖြစ်ဖို့အတွက်ဒီချေတို့က aerobic respiration လေးကနေ convert လုပ်ဖို့လိုအပ်တယ်ပြီးရင်အဲ့ဒါဘာမှဖြစ်လဲဆိုလို့ရှိရင် liver မှာဖြစ်ပါတယ်တဲ့ဒီ oxygen double အကြောင်းကိုဒီချေတို့တွေ2025အောက်တိုဘာနိုဝင်ဘာမှာ blank လေးတွေအနေနဲ့မေးသွားပါတယ်ဟုတ်ပြီနော်တင်ပြပြမယ် lactic acid လေးတွေကိုဒီကျွန်တော် muscles ထဲမှာ build up လုပ်တယ်ပြီးရင်အဲ့ဒါဘာမှဖြစ်လဲဆိုရင် liver ထဲမှာဖြစ်တယ်အဲ့ဒါသိထားလို့ရှိရင်ပြီးသွားပြီဟုတ်ပြီနော်အဓိက theory ကဒါပဲပြီးလို့ရှိရင် at the end of the race ဒီကျွန်တော်ပြိုင်ပွဲလေးပြီးဆုံးသွားပြီဆိုလို့ရှိရင် a sprinter has to pant to get sufficient oxygen to muscles to repair the oxygen debt ဒီချက်ပြောခဲ့ရင်လေနောက်ဆုံးတစ်ချက်တော့နားလိုက်ပြီဆိုလို့ရှိရင်အရန်မောနေတဲ့လူကနေပြီးတော့မှနားလိုက်တယ်အရန်မောနေတဲ့ချိန်မှာ anaerobic respiration ဖြစ်တယ်ခဏလောက်ကြာတော့ဒီချက်တို့က oxygen debt လေးထဲမှာလုံလုံလောက်ပြန်ပြီးတော့မှ oxygen အမောပြည့်သွားတဲ့အချိန်မှာ oxygen ပြန်ရတယ်အဲ့လိုခါမျိုးမှာ aerobic respiration ဖြစ်တယ်လို့ထပ်ခါပြောခဲ့တယ်ဟုတ်ပြီနော်ကြည့်အောင်အဲ့သူပြောတာတစ်ချက်ပြောတယ်သူပြောဟုတ်လားမဟုတ်လားပေါ့တိုက်ကြည့်ကြမယ်အဲ့တော့ oxygen to muscles ပြန်ပြီးတော့မှသူတို့က oxygen depth ထဲကို oxygen တွေပြန်ပေးရတယ် breathing remain deep တချေတို့တွေရဲ့အသက်ရှူတဲ့ဟာကပို့ပြီးတော့မှ deep ဖြစ်လာတယ် and အရန် first အရန်မြန်ပါတယ်။ဘာကြောင့်လဲဆိုတော့ to supply enough oxygen for aerobic respiration ။ဘာကြောင့်လဲဆိုရင်အဲ့လိုမျိုးအချိန်မှာတချေတို့က aerobic respiration oxygen တွေကိုလုံလောက်ပြန်ရဖို့အတွက်အသက်ရှူတဲ့နှုန်းကအရန်ကိုမြန်နေပါတယ်တဲ့။ပြီးသွားတဲ့ခါကျတော့ချင်း the heart rate တချေတို့ရဲ့နှလုံးခုန်နှုန်းကလည်းလိုက်မြန်ပါပဲ။ဘာကြောင့်လဲဆိုတော့အရန်မောနေတဲ့အချိန်အောက်ဆီဂျင်မနဲ့လူရှူနေရတဲ့အချိန်မှာကျွန်တော်နှလုံးခုန်လုံးကလည်းအရန်ကိုလိုက်ပြီးတော့မှမြန်တယ်။ဘာလို့မြန်တာလဲဆိုရင် to transport lactic acid လေးတွေကိုကျွန်တော် transport လုပ်ပေးဖို့မြန်ရတဲ့အကြောင်းရင်းဖြစ်တယ်။တချေတို့တွေရဲ့အဲ့ဒီအောက်ဆီဂျင်လုံလောက်မရသွားခင်အချိန်ထိကိုတချေတို့ anaerobic ကဖြစ်နေအောင်ပါပဲ။အဲ့ဒီခါကျရင် muscle cell ထဲမှာ lactic acid လေးတွေကထွက်နေအောင်ပါပဲဆိုတော့သိစေချင်တယ်။တချေတို့အောက်ဆီဂျင်လေးတွေလုံးဝ stable ဖြစ်သွားတဲ့အချိန်မှသာလျင် lactic acid လည်းမထွက်တော့မှာဟုတ်ပြီနော်အဲ့တော့အဲ့ lactic acid လေးကိုတချို့ blood ထဲကိုပို့ကြမယ် from the muscles to the liver အဲ့ဒီ muscle ကနေပြီးတော့မှ liver ကိုတချို့တို့က lactic acid လေးတွေကိုပို့ဖို့အတွက်တချို့တို့ heart rate တွေကလည်းမြန်တယ်ပြီးလို့ရှိရင်အသက်ရှူတဲ့နှုန်းကလည်းအရန်ကိုမြန်တယ်ဟုတ်ပြီနော်ပြီးသွားတဲ့ခါကျလို့ရှိရင် long distance runner တချို့တို့ရဲ့အပြေးသမားတွေမှာဆိုလို့ရှိရင်တဲ့ judge their pace သူတို့ရဲ့ pace သူတို့ရဲ့ဒီပေါ့ပြေးတဲ့လမ်းမှာပဲသူတို့ကပြေးရတာ哦ဒါပေမဲ့ not running too fast အရန်ကိုမြန်ကြီးမပြေးဘူးဘာကြောင့်လဲမပြေးတာလဲဖြည်းဖြည်းလေးပုံမှန်လေးပဲပြေးတယ်ဘာကြောင့်မပြေးမြန်မပြေးတာလဲဆိုလို့ရှိရင်တဲ့ to prevent the muscle respire anaerobically ဒီချေတို့ရဲ့ muscles ထဲမှာရှိတဲ့ anaerobic respiration ဖြစ်မဲ့အကောင်တွေကို prevent လုပ်ချင်လို့ပြောချင်တာကအရန်ကိုမောဟိုက်ပြီးလို့ရှိရင်အသက်ရှူမွိုင်းသေသွားနိုင်တယ်ဟုတ်ပြီနော်အသက်ရှူလို့လုံးဝမဝါလို့သေသွားနိုင်တယ်အဲ့ကြောင့်သူတို့ကအဲ့လိုမျိုးမဖြစ်အောင်လို့ဖြည်းဖြည်းလေးစီပြေးတာပြီးသွားတဲ့ခါကျတော့ရှင်နောက်ဆုံးတချို့ရက်သွားတဲ့ခါကျမှသာလေအနေနဲ့အများတော့ prevent လုပ်ပေးနိုင်တယ်လို့သူကပြောချင်တာအဲ့တော့ကျွန်တော်ဒီနေ့ chapter 12လေးအကုန်ပြီးသွားပါပြီ respiration အခန်းလေးအကုန်ပြီးသွားပါပြီတမျိုးနားလည်မယ်လို့ထင်ပါတယ်ဒီစာလေးတွေကိုတချို့တို့ဘယ်မှာသွားပြီးတော့မှကြည့်နိုင်မလဲဆိုလို့ရှိရင် revision guide လေးတွေကိုတမီးတို့file လေးရှာနိုင်ပါတယ် biological revision guide ဘယ်လိုပုံစံလေးရှိလဲဆိုလို့ရှိရင်ချက်ပြပေးမယ်နော် biological revision guide ဘယ်လိုပုံစံလေးရှိလဲဒါတမီးတို့အကုန်လုံးအတွက်ပါ revision guide Cambridge IGCSE biology third edition ဒီပုံစံလေးနဲ့ပါဟုတ်ပြီနော်ဒါလေးနဲ့တမီးတို့သွားပြီးတော့မှ file လေးရှာနိုင်ပါတယ်ဒီထဲမှာတချို့ chapter 21 CRE အကုန်ပါပြီးသားပါအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအကုန်လုံးနားလည်မယ်လို့လည်းထင်ပါတယ်အဲ့တော့စာမိုးပွဲမှာအကုန်လုံးဖြည့်နိုင်ပါစေသမီးတို့ချက်ထားတဲ့စာတွေအကုန်လုံးပါလာပါစေအကုန်လုံးကိုဒီ major နီးနေတဲ့ကလေးတွေပဲဖြစ်ဖြစ်အော်တိုဘာနီးနေတဲ့ကလေးတွေပဲဖြစ်ဖြစ်ထပ်ပြီးတော့မှဝင်လာမဲ့ကလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါလေးတွေပြန်ပြီးသမီးတို့တတောင်းတနေရာကနေပြီးတော့မှအကူအညီဖြစ်မယ်လို့ချယ်တို့ကမျှော်လင့်ပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအကုန်လုံးနဲ့တာပြီးတော့ချယ်တို့နောက်အခန်းမှာပြန်တွေ့ကြမယ်နော်အခုဒီခန်းမှာပဲတတာနောက်ခန်းမှာပြန်တွေ့ကြမယ်တာ